ချစ်တယ်ဆိုတာနဲ့တန်ရောစင်ရှိရနဲ့မတူဘူးရချစ်တယ်ဆိုတာတခဏလေးတွေးလိုက်ချိန်မှာပဲလူတယောက်ကိုချစ်မိသွားနိုင်တယ်ဒါပေမဲ့ဒီနေ့ချစ်ပြီးတော့နောက်နေ့ချက်ချင်းပဲမချစ်တော့တာလည်းဖြစ်နိုင်တယ်လေဒါပေမဲ့တန်ရောစင်ဆိုတာကအဲ့လိုမဟုတ်ဘူးချစ်တယ်ဆိုတာထက်ပိုပြီးတော့လေးနက်တယ်တိဆောက်ရတဲ့ကာလကလည်းကြာတယ်လူနှစ်ယောက်မချစ်ဖဲနဲ့လည်းတန်ရောစင်ကြောင့်လက်ထပ်သွားကြတာလည်းရှိရလေတန်ရောစင်ကချစ်တယ်ဆိုတာလိုမျိုးအပြောင်းလဲမရှိဘူးဒီနေ့တန်ရောစင်ရှိတယ်နောက်နေ့တန်ရောစင်ရှိတယ်ဟောပြီးတော့နောက်ထပ်နှစ်ပေါင်းများစွာလဲတန်ရောစင်ဆိုတာရှိနေမှာပဲမုန်းနေရဆိုရင်တော့မှတန်ရောစင်ကြောင့်စိတ်ထဲတွေးမိပြီးတော့ပြန်ပြီးတော့သတိရနေမှာပဲအဲ့တော့တယောက်နဲ့တယောက်ချစ်တာပြင်တန်ရောစင်ရှိသွားရင်ဘသူဖြစ်ဖြစ်မပြတ်ကြတာများတယ်ဒါပေမဲ့ပြတ်သွားခဲ့ပြီရှိရင်တော့မှတယောက်နဲ့တယောက်သေးရပါမမိနိုင်ကြတာများတယ်တန်ရောစင်ဆိုတာကချစ်တယ်ဆိုတာတဲ့ပို့ပြီးတော့လေးနဲ့တလို့ပို့ပြီးတော့လေဖြတ်တောက်ရခက်တဲ့ကျိုးတစ်ချောင်းလို့ဆိုနိုင်တယ်ကျွန်တော်ကတော့လူတယောက်ကိုတန်ရောစင်အပြင်ချစ်တယ်ဆိုတာတဲ့ပို့ပြီးတော့ချစ်တတ်တဲ့လူအမျိုးအစားတွေမှာပါတော့ခံစားရရင်လည်းသူများထက်3 စားလောက်ပို့တယ်